ဒီဒီတော့ငါ့ကိုကဲရှင်တို့ရှင်းရနေပြီးတော့မင်းသမီးလေးရင်းရောကသွားပြီ မင်းသမီးလေးကောက်ခဲ့ပါပြီ ဒီမင်းသမီးအရင်ဒီကြောင်ကြာဟုတ်လား အရင်ကကျင်းနေအရှိဆုံးကကျင်းနေဆိုပေါ့စီလို့သူ့အရင်ပေးကလိုက်တာ ပိတ်ကြလိုက်တာ ပေးကလိုက်တော့အဲ့သမီးတို့အေးစစ်ကလိုက်ရ ဟာဒါဘော ဟုတ်တယ်မလား ရှင်းတော့ပူကြီးလောက်တော့အေးတော့ထွက်မကြည့်ရအောင်မလေး ပြီးတော့အေးချမ်းပါအေးရောအဲ့ကြောင့်မလို့သမီးကနေပြီးတော့ तू မကတော့ဘူးငားသွားတဲ့အချိန်မှာ तू ငားသွားတဲ့အချိန်မှာ तू အေးပေးကတဲ့ကိုယ်အေးကဒါဘောကိုအေးစိတ်ကတော့ဘောအဲ့တော့ကဲသူလည်းကျတော့ဟန်စာလေးရတယ်ကောက်အောင်ဗျာသူ့ဘာလို့ကပါရောက်တယ်အဲ့တော့ရှင်းတော့ရုံလေးကောက်တော့လေရှင်းမှာတို့ကကြည့်နေတဲ့တပီကြီးလောက်နေတော့တော့အရင်ဆုံးထွက်လိုက်တော့အေးသွားပေါ့ကဲဟဲ့လားဟန်စာလေးရတာ ညနေတွေကအဲ့ဝတ်စုံလေးဟာ အေးစိတ်ကတော့ရပါပြီအမွေအေးမိမနဲ့လည်းတပိတပိနော်ဟေးအော်တော့ကဲရဲလာရမင်းသားကြောင့်က မင်းသမီးထွက်လာတယ်မင်းသားထွက်လာဆိုတော့သူပေးကထားလေ မင်းသားကနေမဟုတ်လား မင်းသားကြောင့်မလို့လေမင်းသမီးထွက်လာတယ်မတွေ့ဘူးလားဟဲ့မင်းသမီးရင်းထွက်လာတယ်အဲ့လိုဖြစ်မှာဆိုလို့ဆောရီကသူ့ပေးကထားလေ ဟဲ့ဘယ်ပြလိုက်လား ငါမတွေ့လို့ရှင်မင်းသားကြောင့်ကတာဟုတ် ရှင်းရပါတယ်လားမဟုတ်လား မတွေ့ဘူးလားမျက်လုံးအောင်နှလုံးပါလား တွေ့တယ် မင်းထားထား အေး ထားခုနမင်းသားလေးထွက်လာတယ် မင်းသားလေးကနေတော့မင်းသမီးလေးဂျုံဂျုံကထွက်လာတယ် ဟုတ်တယ် ဘယ်ကထွက်လာလဲ ဘယ်ရထွက်လာတယ်ဒီရထွက်လာတယ် အဲ့တော့ဘာမှမဘူးနဲ့ဟန်သာအဲ့ဒါလေးချက်တာဝေထား အေးဟုတ်ပြီ ရမေဒီပေါကကြီးအေးအဲ့တော့စောင့်ကြည့်လိုက် ငါကိစ္စောက်တယ်ထဲမှာ စောင့်ထား ဟ နော် န်သာကစက်က တေးကြပြီ သိကြမင်းသားလေးကလိုက် ဒီကတက်ရပြီ ငါဘယ်ရှိတယ်